မှာငါဝတ်ထားတဲ့အိတ်ဒါငါအိတ်ဟာရန်လာမိုက်တယ်အာနော်ဒီကလာလေးစိုးရမယ်ဟောဆရာမအဲ့ဒါကျွန်တော်ကောင်းမလေးလေဟဲချစ်စရာလေးနော်စပင်လုံးမယ်ပေါ့လုံးမယ်လုံးမယ်နော်ကာလာဆိုးရမယ်နော်နေရထွက်နေဟုတ်တယ်စိုးတယ်ကာလာလေးဆိုးမယ်နော်ပြီးလို့ရှိရင်စပင်လေးပါကောက်မလားစပင်လေးကောက်လိုက်ရင်လှပါမသိလားညီမလေးနဲ့လက်သိကောက်တာကြိုက်တယ်နော်အဲ့ဆိုလို့ရှိရင်အဲ့နှမျိုးပေါင်းဆိုလို့ရှိရင်တော့10သိန်းလောက်တော့ကြာ10သိန်းဟောရတယ်လေကြာနော်ပါလေဒီစီပေါ့ကြာနော်ဒါပေမဲ့စပင်ဆာမကနည်းနည်းဖွာနော်ဟုတ်တယ်ဖွာနဲ့ချွတ်မလေးပါလောက်ရမယ်သိလားမသိလားချွတ်မလုံးပါချွတ်မလေးလောက်ရနော်လောက်ထားရအရန်များတော့လေနော်ချွတ်မလေးပါလောက်လိုက်မယ်အမအစစ်မြက်ဆရာမဆိုတော့လေ20ဒါနော်20ငါသိနေစင်မကောင်းဘယ်လိုလုပ်အောင်လဲစဉ်းစားစမ်းโอเคဆရာမဘာဘလား20သိန်း20အေးဟုတ်သူတို့လောက်ဖို့သိန်း20ဒါလေးလောက်တော့ဒီလိုအစင်မိုက်တော့နဲ့သိန်း20အကုန်မခံနိုင်အောင်နော်ပေးနှခမ်းလေးမှာငါဝတ်ထားတဲ့အိတ်ဒါငါအိတ်ဟာဘာမှဟာမနေနဲ့ဒီစပင်းလေးလောက်ဖို့သိန်း20အကုန်မခံနိုင်နော်သွားပြီဟာဘယ်လိုဖြစ်တာလဲကိုနေအောင်လေကိုမလေးဒါလေးလောက်တော့သိန်း20မျက်နှာအကုန်မခံနိုင်ပါဘူးဟဲ့